Switzerland နိုင်ငံကြားလိုက်တာနဲ့ဘာကိုပြင်းမြင်မိကြလဲနင်းတွေဖုံနေတဲ့တောင်တန်းတွေအေးချမ်းတဲ့ရွာလေးတွေပေါ့ဒါပေမဲ့ဒီလိုပြင်ပန်းကကြည့်ရင်အဖြစ်ကင်းစင်လွန်းတဲ့အလားတရားတွေရဲ့အောက်ခြေမှာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့သမိုင်းကြောင်းတွေခြောက်ခြားဖွယ်ရဒဏ္ဍာရီတွေဖုံးကွယ်နေတယ်ဆိုတာသိရင်အံ့ဩသွားကြပါလိမ့်မယ်ဒီနေ့မှာတော့မှတ်တမ်းတွေထဲကဆွစ်ဇာလန်ရဲ့အချောက်ချားဆုံးနေရာတွေကိုအသေးစိတ်လေ့လာတင်ပြပေးသွားမှာပါအထူးသဖြင့်နိုင်ငံတကာတည်င်းမြစ်တွေမှာပါဝင်ထားတဲ့ဆွစ်ဇာလန်ကအကြောက်ရဆုံးနေရာတစ်ခုအကြောင်းကိုအဓိကထားရှင်းပြပေးသွားပါမယ်ဒီနေရာတွေကရုပ်ရှင်တွေထဲကမဟုတ်ပါဘူးတကယ်လက်တွေ့ကဘာမှာအမှန်တကယ်ရှိနေတဲ့နေရာတွေပါကဲ Alps တောင်တန်းတွေရဲ့လျှို့ဖက်ဆန်းကျတဲ့အမောင်ပဲချမ်းကိုအတူတူတွားကြည့်လိုက်ကြအောင်တကယ်ပဲ Switzerland ဆိုတာလှပတဲ့တောင်တန်းတွေရဲ့အရာသာရှိတဲ့ဒိန်းခဲတွေရဲ့နဲ့ပဲပြည့်စုံနေတဲ့နေပါပုံတွေတခုလို့ထင်ထားကြသေးလားခီးတော်လမ်းညွန်စာအုပ်တွေမှာကဘာမြေပေါ်ကပရိသတ်ပုံဖြစ်တင်စားကြတာပေါ့ဒါပေမဲ့တမိုင်းမတန်အထောက်အထားတွေဒေတာကန်တွေရဲ့ပြောစကားတွေကိုတေချာပြန်ကြည့်လိုက်တဲ့အခါဒီအလားတရားတွေဟာဇလန်တပုတ်လုံးစာမဟုတ်ဘူးဆိုတာသိလာရပါတယ်အေးချမ်းပါတယ်ဆိုတဲ့ဒီအပေါ်ယံအလွာလီကိုခွာချလိုက်တဲ့အခါမရှင်းပြနိုင်တဲ့စမ်းကြည့်တဲ့အဖြစ်တွေအများကြီးထွက်လာပါတယ်နိုင်ငံရဲ့တမိုင်းဝင်အဆောက်အုံတွေကနေခေတ်သက်အခြေခံအဆောက်အုံတွေအထိအရာအလုံးမှာထူးခြားတဲ့အဖြစ်တွေရှိနေကြတာပါတာမန်အဖြစ်မျှော်လင့်ထားတတ်ကြတာကကြီးလင်နေတဲ့ရေခမ်းတွေနှင်ဖုံးနေတဲ့ app တောင်တန်းတွေပေါ့ဒါပေမဲ့တရင်ရင်းမှုတွေကဖော်ပြနေတဲ့တကယ်လက်တွေ့အခြေအနေကတော့လုံးဝကိုတခြားစီပါပဲနေရာချီကြာမြင့်နေပြီဖြစ်တဲ့သွေးဆုံးခဲတဲ့ရှေးဟောင်းရဲတိုက်ကြီးတွေဝင်သွားတာနဲ့တဲ့အသက်ရှူကြလောက်အောင်မောင်မိုက်နေတဲ့ခေတ်သက်လွန်ခေါင်းကြီးတွေပြီးတော့အခုချိန်ဒီမကျွတ်မလို့သေးဘူးလို့ယုံကြည်ရတဲ့ဝิญဉ်တွေအကြောင်းဖြစ်ပါတယ်ဒီလိုစန့်ကျင်ဘက်အစွန်းဖက်ရှိနေတာကပဲပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတာလေပိုစကတ်တွေပေါ်ကအလားတရားရဲ့နောက်ွယ်မှာဘလို့ထိုက်လန့်စရာတွေရှိနေလဲဆိုတာစက်ချီအောင်အဖိုင်းတဲ့အလားတရားနောက်ွယ်ကအမောင်အပိုင်းနဲ့တမိုင်းဝင်ခြေလုံးရဲတန်းအခုကျွန်တော်တို့တွေခေတ်သစ်ကားလမ်းမကြီးတွေပေါ်ကကြောက်စရာအကောင်းဆုံးနေရာတစ်ခုစီမသွားခင်မှာအရင်ဆုံးရှေးရောက်နေရာတွေကိုပြန်သွားကြည့်ဖို့လိုပါမယ်ဘာလို့လဲဆိုတော့ဆွစ်ဇာလန်ရဲ့ပရာလောကတန်နာကြီးတွေဟာရာစုနှစ်ပေါင်းများစွာကတည်းကအမြင့်တွယ်နေခဲ့တာမို့လို့ပါဂျီနီဗာရဲ့ကန်ကြီးရဲ့ကမ်းဆန်မှာရှိတဲ့ချီလွန်ရဲတိုက်ချီလွန်ကက်ဆယ်ဆိုပါလို့သူကဆွစ်ဇာလန်မှာလာလေတဲ့သူအများဆုံးတမိုင်းဝင်နေရာတကူပါအပြင်ကကြည့်ရင်တော့ရေကမ်းပြဖျားကြီးရဲ့နောက်ခံနဲ့တစ်ကိုခဏလာပါလာပေါ့ဒါမဲ့စနေရဆိုတော့ကစောက်ခဲ့တဲ့ဒီအုတ်နေရန်ကြီးတွေရဲ့အောက်ခြေမြေရောက်ခန်းနေရမှာကြတော့အလုံးကအမိုက်မော်ကြကြီးဆိုးရွားတဲ့အတိတ်တမိုင်းတွေရှိခဲ့ပါတယ်မတန်းနေတယ်မှာဆိုရင်အကျဉ်းသားတွေကိုတတ်ပစ်တာမျိုးတောင်းမော်မြေရောက်ခန်းတိုင်တွေမှာနှစ်ပေါင်းများစွာတန်ကြိုးရည်နဲ့ချီနှောင်ထားတာမျိုးတွေရှိခဲ့တယ်လို့ဆိုထားပါတယ်နေအောင်ကြီးတက်ဆက်လေးတောင်မရတဲ့အေးဆက်ဆိုးစွနေတဲ့မြေရောက်ခန်းနေတယ်မှာလူတွေကိုအဲ့လိုရက်ရက်ဆက်ဆက်ချီနှောင်ထားခဲ့ကြတာပါအလင်းရောက်ကဲမဲ့နေတဲ့အဲ့ဒီထောင်ကျောက်ထက်ကတေဆုံးသွားသူတွေနားကျင်မှုတွေကဒီရဲတိုက်ကြီးကိုအခုချိန်ထိ6ချားဝယ်နေရတဲ့ခုဖြစ်ပြောင်းလဲထားခဲ့တာဖြစ်ပါတယ်အဲ့ဒီလောက်နဲ့ပြီးသွားပြီလားဆိုတော့မဟုတ်သေးပါဘူး16ရာစုတောင်းကမတရားသဖြင့်အကျဉ်းချခံခဲ့ရတဲ့ဘုန်းတော်ကြီး François Bonneval ရဲ့နာမည်ကြီးဝိညာဉ်အကြောင်းမှတ်တမ်းတွေရှိနေပါသေးတယ်။သတင်းမြင့်တွေရဲ့အဆိုအရသူ့ရဲ့မကြွမလို့သေးတဲ့လက်စားချေလိုတဲ့ဝိညာဉ်ဟာဒီကနေ့အချိန်ထိရဲတပ်ရဲ့အေးဆက်နေတဲ့ကြောက်သားစင်ကြံလန်းတွေမှာလှည့်လည်တွာလာနေစေပဲလို့ဆိုကြပါတယ်။ဒီနေ့လာရောက်လည်းပဲသူ့အတော်များများကလည်းအဲ့ဒီမြောက်ခန္ဓာရုပ်ပြီးဆိုတာနဲ့ဘာမှမသိပဲယူတရဲ့အေးဆက်သွားတာမျိုးတွေတက်စင်နေတဲ့အခြေအနေမှာဆိုငိုကြွေးတန်တဲတဲလေးတွေကြားရတာမျိုးတွေရှိတယ်လို့အခိုင်အမာပြောဆိုထားကြပါတယ်တကယ်ကိုကြစ်တိဆရာပါပဲအပိုင်း3ကြောက်မက်ဖေမိစ္ဆာတန်တာရှေးဟောင်းရဲတိုက်ကြီးကနေထွက်ပြီး Alps တောင်တန်းတွေပုံမနှရှဲတဲ့နေရာကြီးကိုဆက်သွားကြည့်ကြတာ哦ကြောက်မက်ဖေမိစ္ဆာတတာဒါမှမဟုတ် Trafford Brugge လို့လူသိများတဲ့ဒီနေရာဟာအလွန်အနေရများတဲ့ Shoreline 6ကန်ပါကြီးနဲ့ Roots မြို့ကိုဖြတ်တန်းဖောက်လို့ထားတာပါစန်ကောဟာတောင်ကြားလန်ကိုသွားဖို့အဓိကနေရာလေးဖြစ်ပါတယ်ဒီနေရာကတဘာဝတရားရာကျန်းတဲ့လွန်းရွတာမကပဲတွန်လို့ဖွယ်ရာဒေတာကန်ပုံမင်းတစ်ခုနဲ့လည်းဆက်ဆက်နေပါတယ်မတန်းနေရာဆိုရင်ဒီ6ကန်ပါကအရန်နဲ့လွန်းလို့လူသားတွေရဲ့ဆွမ်းရနဲ့တရားဆောက်ဖို့လုံးဝမဖြစ်နိုင်ခဲ့ပါဘူးတဲ့ဒါကြောင့်တရားကိုဖြတ်ကူးမဲ့ပထမလုံးသူ့ရဲ့ဝိညာဉ်ကိုပေးဆက်ပါမယ်ဆိုတဲ့ကတိနဲ့မိစာကြီးကိုရရဲ့အကူအညီကိုယူပြီးတိဆောက်ခဲ့ကြတယ်လို့ဆိုပါတယ်ဒါပေမဲ့တရားလဲပြီးတော့ဒေတာကန်တွေကညံနဲ့တုံပြီးလူဝစားစစ်တကောင်ကိုအရင်လုံးဖြတ်ကူးခိုင်းပြီးမိစာကြီးကိုလှည့်စားခဲ့ကြပါတယ်မိစာကြီးကတော့အကြီးကျယ်ဒေါ်ထားထွက်သွားတာပေါ့အဲ့ဒီကျေစာကြောင့်လာတော့မသိဘူးဒီတရားကြီးဘို့ကိုရောက်တဲ့အခါရှင်းပြလို့မရတဲ့စိုးရင်ကြောင်းယုံမှုကိုခန်းစားရပြီးမမြင်ရတဲ့စောင့်ကြည့်နေသူတူရှိနေတယ်လို့မျိုးခန်းစားရတယ်လို့ခီးသွားတွေကအခုချိန်ဒီပြောဆိုနေကြဆဲဖြစ်ပါတယ်ဒီလိုထူးခြားတဲ့ဖြည့်ပြက်တွေဟာချီလွန်ရက်တိုင်နဲ့မိတ်ရှာတနာမှာတင်ရက်တမနေပါဘူးဆွစ်ဇာလန်တနိုင်ငံလုံးအနက်အပြားမှာတဘာဝလုံးအဖြစ်ပြက်တွေအများကြီးရှိနေသေးတယ်ဆိုတာကိုတည်င်းရင်းမြစ်အသေးတီးကမှတ်တမ်းတင်ထားတာပါဥပမာနရှိုင်းနဲ့တောင်ကြား6ဒီတွေကနေပဲ့တင်ထက်ပြီးထွက်ပေါ်လာတဲ့ငိုကြွေးတန်တွေနင်းတောင်ဝါရခိုလုံရဲ့စခန်းဟောင်းတွေမှာရွရွရက်ပေါ်လာတဲ့သက်စီဘုံတော်ကြီးတွေပြီးတော့လပြင်းညရီရောက်တိုင်း Lensburg ရဲတိုက်လိုနေရာမျိုးတွေမှာလူမရှိဘဲအလိုလိုမြည်လာတဲ့ခေါင်းလောင်းတန်တွေဒါအပြင်
အခါလွတ်တွေကခြေတံတွေနဲ့ကြိုးကြိုးရက်တိုက်ခတ်လာတတ်တဲ့ Aဆက်လီပြင်းဒီအစရှိတာတွေဟာနေရာအနှံ့မှာကြုံတွေ့နေရဆဲဖြစ်ပါတယ်ဒီချက်တွေကဆွစ်ဇာလန်နိုင်ငံဟာပရလောကနောက်ခံတမိုင်းခိုင်မှာရှိနေတဲ့ဆိုတာကိုပြသနေတာပါ အပိုင်းလေးအချောက်ချဆုံး Belgian Wine Town ရှေးဟောင်းရဲတိုက်တွေတောင်တန်းတွေပေါ်တမိုင်းတွေကိုလဲလာပြီးနောက်မှာတော့ကျွန်တော်တို့ရဲ့ဒီနေ့တင်ဆက်မှုရဲ့အထွတ်အထိပ်ထက်တဲ့နာမည်အစိုးဆုံးအချောက်ချဆုံးနေရာတစ်ခုစီကိုရောက်ရှိလာပါပြီဒါကတော့ Belgian Town ပါတကယ်တော့ဒါဟာ Switzerland နိုင်ငံထဲကကြောက်စရာအကောင်းဆုံးနေရာတစ်နေရာလို့တောင်ဆိုနိုင်ပါတယ်ရှေးဟောင်းအဆောက်အုံဒီမှာတရက်6တယ်ဆိုတာကတဘာဝကြတယ်လို့လက်ခံနေစရာရှိပေမဲ့နေ့စဉ်လူတွေထောင်ထဲချီဖြတ်ထန်းသွားလာနေတဲ့ ခစ်တစ်ကွန်ကရစ်လွန်ခေါင်းကြီးထဲမှာဒီလိုအဖြစ်အပျက်မျိုးရှိနေတဲ့ဆိုတာကတော့စဉ်းစားကြည့်လေထူးခြားလေပါပဲဒီလွန်ခေါင်းကြီးဟာဘယ်ဇာနဲ့ချီယာဇိုးကိုဆက်သွယ်ထားတဲ့ A2 ကာလာမကြီးပေါ်မှာတည်ရှိပါတယ်အလုံးမောင်မိုက်ပြီးအထီးတန်ဆန်းနဲ့ဂျူရာတောင်တိုင်းကြီးတွေကိုထိုးဖောက်ပြီး follow ထားတာပါခုနကလေ့လာခဲ့တဲ့တမိုင်းဝင်ရဲတိုက်ကြီးတွေရဲ့ကြောက်သားနှံ့ရံကြီးနဲ့မတူပဲဒီနေရာဟာခင်မင်အင်ဂျင်နီယာပဲနဲ့ဒီဆောက်ထားတဲ့ Aဆက်ကွန်ကရစ်နှံ့ရံကြီးပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုခင်မင်တဲ့နေရာကြီးကပဲနိုင်ငံရဲ့အကြောင်းမဲ့ဖွယ်ကောင်းဆုံးပရလောကဒဏ္ဍာကြီးတစ်ခုရဲ့ဇက်ခုံဖြစ်လာခဲ့တာပါတရင်ရင်းမဲ့မှတ်တမ်းတွေထဲကဒီလိုဝန်ခေါင်းရဲ့ထိတ်လက်ဖွယ်တမိုင်းကြောင်းကိုအချိန်ကာလအလိုက်ပြန်ကြည့်ကြမယ်ဆိုရင်1966ခုနှစ်မှာလိုဝန်ခေါင်းကိုစတင်ဖွင့်လှစ်ခဲ့ပါတယ်စိတ်ဝင်စားစရာကောင်းတာကသူကရင်ကျော်ပိတ်ဆိုးမှုတွေကြောင့်နာမည်ကြီးတာမဟုတ်ပဲ16လမ်းမှုတွေကြောင့်နာမည်ကျော်လာခဲ့တာပါအစပိုင်း1950ပြည်နဲ့ဇွန်လလောက်မှာရင်မောင်းတွေကကားကြောင်လိုက်စီးပြီးလိုဝန်ခေါင်းအလဲလောက်ရောက်တဲ့အခါရွတ်တရက်ကြီးပျောက်ကွယ်သွားတဲ့အမျိုးသားတစ်ယောက်အကြောင်းကိုစတင်တိုင်ကြားခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီနောက်1950ပြည်လို့နှစ်တည်းထဲမှာတော့အခုချိန်ထိလူပြောအများဆုံးဖြစ်တဲ့အဖြူရောင်အမျိုးသမီးရဲ့ကြောက်မက်ဖွယ်တန်တာရီကြီးစတင်မွေးဖွာလာခဲ့ပါတယ်။ဒီအဖြူရောင်အမျိုးသမီးနဲ့ပတ်သက်ပြီးအထင်ရှားဆုံးမှတ်တမ်းတစ်ခုရှိပါတယ်။ဒီနေ့မှာဥပဒေကျောင်းသားနှစ်ယောက်ဟာဒီပါချန်လန်ခေါင်းတွေကိုကောင်းမောင်းလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာလမ်းဘေးကနေအကူကြီးတောင်းနေတဲ့အလုံးကိုဖြူဖြောပြီးနေမကောင်းဖြစ်နေတဲ့ပုံပေါင်းနေတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။လူငယ်ကျောင်းသားနှစ်ယောက်လည်းတနာတော့ပြီးအဲ့ဒီထူးဆန်းတဲ့အမျိုးသမီးကိုကားပေါ်ကိုတင်ခေါ်လာခဲ့ပါတယ်။ကားပေါ်ရောက်တဲ့အခါအဲ့ဒီအမျိုးသမီးစီကနေအလွန်ကိုအေးဆက်ပြီးထူးဆန်းတဲ့ငွေတက်တီပါလာတယ်လို့သူတို့ကပြန်ပြောပြခဲ့ပါတယ်။ကားမောင်းနေရင်းနဲ့ပဲတိတ်ဆိတ်မှုကိုဖြိုးခွဲလိုက်တဲ့အတန်းတစ်ခုထွက်ပေါ်လာပါတယ်။အဲ့ဒီအမျိုးသမီးကကျောင်းသားနှစ်ယောက်ကိုကြည့်ပြီးကြောင်းမတ်ဖွယ်ရာတစ်ခုဖြစ်တော့မီလို့လေးနက်ပြီးအေးဆက်တဲ့အတန်းနဲ့တတိပေးစကားဆိုးလိုက်ပါတယ်။ဒီစကားအတန်ဟာကားတွင်းခန်းထဲမှာတိတ်ဆိတ်စွာပဲ့တင်းထပ်သွားပြီးကျောင်းသားနှစ်ယောက်စလုံးကိုချက်ချင်းကြတိထားသွားစီလောက်အောင်ခြောက်ချစေခဲ့ပါတယ်။တတိပေးစကားအဆုံးမှာတော့သူတို့ဘလို့မှမျော်လင့်မထားတဲ့ထိတ်လန့်စရာအရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။အဲဒီတတိပေးစကားအဆုံးမှာပဲမောင်မိုက်တဲ့အလွင်ခေါင်းထဲမှာကားကအရှိန်နဲ့မောင်းနေဆက်ဖြစ်ပေမဲ့နောက်ခန်းမှာထိုင်နေတဲ့အဲ့ဒီအမျိုးသမီးဟာလုံးဝကိုအစအနမကြံပျောက်ကွယ်သွားခဲ့ပါတယ်။စဉ်းစားကြည့်ပါဦးကားတကားတွေပွင့်သွားလာမျိုးခုန်ချသွားလာမျိုးဘာတစ်ခုမှမရှိပဲလေးတက်ကိုအေးပြိုပျောက်ကွယ်သွားသလိုမျိုးကိုပျောက်သွားခဲ့တာပါဒီအဖြစ်ပြက်ကြောင့်ဥပဒေကျောင်းသားနေရာဟာအကြီးအကျယ်တွန်းလို့ချသွားခဲ့ပြီးအနီးနားကခိုလုံရေးစခန်းတစ်ခုမှာကားကိုရက်တန့်ကဒီအဖြစ်ပြက်ကိုထိတ်လန့်တကြတိုင်ကြခဲ့ကြပါတယ်ဒီဖြစ်ရဟာဆွစ်ဇာလန်နိုင်ငံရဲ့အထင်ရှားဆုံးခေတ်သစ်ပရလောကဖြစ်တစ်ခုဖြစ်လာခဲ့ပါတော့တယ်စိတ်ဝင်စားစရာအကောင်းဆုံးနဲ့အကြောက်ရဆုံးအချက်ကတော့ဒီဥပဒေကျောင်းသားနှစ်ယောက်ရဲ့ဖြစ်ရဟာတစ်ချိန်နဲ့ပြီးသွားတဲ့အဖြစ်ရမဟုတ်ခဲ့တာပါပဲတရင်ရင်းမြစ်တည်းရဲ့ဖော်ပြချက်တွေကဒီအဖြူရောင်အမျိုးသမီးဟာရှားရှားပါပါအချိန်တွေမှာရင်မောင်းတွေကိုကိုထိန်ပြလေးရှိနေသေးပါတယ်တွေးမြင်ခဲ့ရသူတိုင်းကလည်းသူမဟာတွေးဆုံနေတယ်လို့ဖြူဖြို့နေပြီးအဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားတယ်လို့တူညီစွာထပ်ဆိုကြပါတယ်ခေတ်တွေပြောင်းလဲလာပေမဲ့လည်းဒီအေတူကလည်းမာဂီပေါ်ကဘယ်လ်ချန်နိုင်ခေါင်းထဲမှာဒီဝိညာဉ်ဟာယနေ့တိုင်အောင်6လနေဆဲပြတယ်လို့ယုံကြည်နေကြဆဲပါဒီနေ့တင်ဆက်ပေးခဲ့တဲ့သတင်းရမြစ်တွေရဲ့မတန်တွေရဆွစ်ဇာလန်နိုင်ငံဟာကမောအလဇွန်နိုင်ငံတစ်ခုဖြစ်တယ်လို့အမောင်မိုက်ဆုံးတမိုင်းတွေနဲ့ရှင်းပြမရနိုင်တဲ့ဖြစ်ရကြပုံကွယ်နေတဲ့နိုင်ငံတစ်ခုလည်းဖြစ်တည်ပါတယ်ရှေ့အောင်ချီလုံရဲတိုက်ကနဲ့ခေတ်သစ်ဘယ်လ်ချန်လွန်ကောင်ကြီးအထိအရာအလုံးဟာလူ့ဝှချက်တွေနဲ့ပြည့်နေပါတယ်ဆိုတော့ဒီလိုမတန်တဲ့တမိုင်းကြောင်းတွေကိုလေ့လာပြီးတဲ့နောက်မှာမင်းစရာမင်းခုံတစ်ခုရှိလာပါတယ်နောက်တစ်ချိန်များဆွစ်ဇာလန် Alps တောင်တန်းနဲ့ကြားကမော်မိုက်တက်လွန်ကောင်းတစ်ခုကိုဖြတ်မောင်းသွားမယ်ဆိုရင်ကာနောက်ကြည့်မှန်ကိုရဲရဲဝံ့ဝံ့ကြည့်ရပါအောင်မလားကဲဒီနေ့လေ့လာတင်ပြချက်လေးကိုအထူတူလိုက်ပါလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်